အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပေါ့နော်Studio One နဲ့ပတ်သက်တဲ့ကျွန်တော်တို့ music ဖန်တီးမယ်ပေါ့နော်music တွေထုတ်လုပ်မယ်ဖန်တီးမယ်ဆိုတော့အားလေးပေါ့နော်ကျွန်တော် Studio One DAW လေးကိုကျွန်တော်တို့သုံးပြီးတော့မှဘယ်လိုစပြီးတော့မှဒီစပြီးတော့မှစလုပ်မလဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်နည်းငယ်လေးဝေမျှခြင်းပါတယ်အဲ့တော့ကျွန်တော်တို့ကdraw တွေကတော့ DAW တွေကတော့အများကြီးရှိရဗျာအများကြီးရှိရတဲ့အထဲမှာကကျွန်တော်က recommend ပေးချင်တာဒီ Studio One အခုနောက်ဆုံးထွက်တဲ့ upgrade ထွက်တဲ့7ပေါ့နော်7ကတော်တော်လေးကိုကောင်းလာတာကိုကျွန်တော်တွေ့ရတယ်သူ့မှာတော်တော်လေးကိုစုံလာတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ကိုဟိုဘယ်လိုခေါ်မလဲအတန်ကာလာတွေကအစားပေါ့နော်အတန်ကာလာတွေကအတန်ဝင်တာတွေနောက်ပြီးတော့ထွက်တာတွေမစ်စင်အတွက်လောက်တာတွေဆိုရင်ပို့ပြီးတော့မှပို့အဆင်ပြေလာတာကိုကျွန်တော်တို့တွေ့ရတယ်အတန်ပို့ပြီးတော့မှကောင်းတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဆိုတော့ဒီ draw လေးကိုကျွန်တော်တို့အသုံးပြုပြီးတော့မှdrum ပေါ့နော် drum ကကျွန်တော်တို့လက်ရှိမှာကdrum ခန်းတွေ drum တွေမရှိရဲ့ညီကိုတွေပေါ့နော်အခုမှစပြီးတော့လုံးမဲ့လူတွေအတွက်ကိုကျွန်တော်ကစပြီးတော့မှဒီDAW လေးနဲ့ကျွန်တော်မိတ်ဆက်ခြင်းဖြစ်ပါတယ်အဲဆိုတော့ drum လေးကိုကျွန်တော်က EZ drummer လေးကိုကျွန်တော်တို့သုံးမယ်ပေါ့နော်ကျွန်တော်လက်ရှိသုံးနေတာကတော့ drum တွေကတော့နှစ်စုံသုံးစုံရှိရဗျာကိုမိုးရတိုင်းdrum တွေကိုကျွန်တော်တို့အဲ့လိုမျိုးပေါ့နော်ဆိုတော့ပြင်မှာ drum ကန်ဆောက်ဖို့ကျွန်တော်တို့ခက်ခဲရှိရဆိုတော့ဒီ Studio One လေးကိုသုံးပြီးတော့ကျွန်တော်တို့အသုံးပြုမယ်ပေါ့နော်ဆိုတော့ကျွန်တော် EZ drummer 3နော် EZ drummer 3လေးကိုကျွန်တော်ခေါ်လိုက်မယ်ခေါ်ပြီးတော့မှကျွန်တော်တီးကြည့်မှာပေါ့နော်သူ့ရဲ့ကက်တန်သူ့ကက်ကမသိရင်တကက်drum kit စနေရော drum kit တိုင်းပဲတုံတုံနေ flow တွေမိုက်တယ်တော်တော်လေးမိုက်တယ်တော်တော်လေးမိုက်လာတာကိုလည်းတွေ့ရတယ် EZ ကနေပြီးတော့ပေါ့နော်သူdrum မှာ2ကနေပြီးအခု3ပေါ့နော်3 software လေးတော်တော်လေးကိုကွန်လာတယ်အဲ့တော့အဲ့ drum လေးကိုကျွန်တော်တို့ကဒီမှာဆိုကျွန်တော်တို့က MIDI နဲ့တီးလို့ရတယ်မိုက်တယ်အဲ့တော့အဲ့ drum လေးကိုကျွန်တော်တို့ချိတ်တဲ့ပုံစံပေါ့နော် drum ကိုကျွန်တော်တို့ကတလိုင်းချင်းပေါ့ဗျာ kit ဆိုရင် kit တလိုင်းစနေဆိုစနေဒီတုံလေးတလိုင်းချင်းစီကျွန်တော်တို့ကခွဲပြီးထုံမယ်ပေါ့နော်ခွဲထုံမယ်ဆိုကျွန်တော်တို့က mixer band ကိုတွားမယ်mixer band ကိုတွားပြီးတော့မှဒီမှာဆိုရင်ကျွန်တော်တို့က1 2ရှိတယ်1 2ကတော့သူ့ရဲ့ဒီအားလုံးက1 2တွေပဲအဝင်အဲ့ဒီအထွက်ပေါ့နော်အောက်ဖို့အထွက်ကတော့1 2မှာပဲထားလာတယ်ကျွန်တော်တို့က1 2ကနေစမျိုးပဲねကျွန်တော်တို့က3 4ကနေစယူမယ် kick ကိုအဲ့တော့ kick in kick out ကိုလည်းကျွန်တော်တို့ကကိုလိုချိန်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်က kick in ကိုတလိုင်းနဲ့ပဲ kick in kick out ကိုတလိုင်းနဲ့ပဲကျွန်တော်တို့ကထားမယ်ဗျာကျွန်တော်လောဆယ်အဲ့လိုတွေထားပြမယ်နော်အဲ့တော့ kick 3 line ရှိတယ်3 line ကိုကျွန်တော်တို့တလိုင်းပဲယူလိုက်တယ်စနေကြတော့5 set စနေတော့စနေ button ပေါ့နော်အဲ့ကောင်ကြတော့ကျွန်တော်တလိုင်းပဲယူလိုက်တယ် here ကိုကျွန်တော်5 6ဆိုဒီမှာဆိုခွန်8ပေါ့တလိုင်းယူတယ်ပြီးရင်တုံကိုလည်းကျွန်တော်တို့တလိုင်းနဲ့ယူလိုက်မယ်ဗျာလို့ဆိုနော်ကိုလိုယူလို့ရပါတယ်တုံနဲ့အကုန်လုံးတလိုင်းနဲ့ယူလိုက်မယ်ဟုတ်ပြီတုံနဲ့တလိုင်းနဲ့ယူလိုက်ပြီးရင်ကျွန်တော် range ကကြတော့ကျွန်တော်တို့overhead ထဲမှာပဲကျွန်တော်တို့သွားလိုက်မယ်နော်အဲဆို910 17စနစ်ပေါ့နော်အဲဆိုဒါက overhead 17စနစ်overhead mono 17စနစ်ဒီကောင်ကြတော့ room ပေါ့နော် room ambient ကကျွန်တော်တို့ room ပေါ့ room ကိုကျွန်တော်တို့က17စနစ်73 14ဒီကောင်ကျတော့73 14တလိုင်းနဲ့မှာပဲကျွန်တော်ယူလိုက်တယ်ဒီကောင်လည်း crash က73 14မှာပဲယူလိုက်တယ်ဒီကောင်ကျတော့လက်ခုပ်တန်လို့ပါလို့ဗျအဲ့ဒါကိုလည်း line ယူခြင်းနဲ့ဆိုလည်းယူလို့ရတယ်ကျွန်တော်တော့73 14ထိပဲကျွန်တော်ယူထားတယ်ပေါ့နော်17 14 73 14ဟုတ်ပြီအဲ့တော့ယူထားပြီးွားရင်ကျွန်တော်တို့က drum ကိုကျွန်တော်တီးကြည့်မယ်ဆိုရင်အတမထွက်ဘူးအတမထွက်တော့ဒီပုံမှာရှိတဲ့နေရာနေပြီးကျွန်တော်တို့က line တွေချိန်ပြရမယ်အဲ့ဆိုတော့ကျွန်တော်ဒီမှာဆိုရင်
မစ္စာဘန်ဒီအောက်မှာရှိတယ်ဒီဘက်ထောင်လေးမှာရှိတယ်မစ္စာဘန်မစ္စာဘန်ကိုကျွန်တော်ခေါ်လိုက်တဲ့အချိန်မှာဒီမှာဒွန်ထွက်တစ်လိုင်းပဲရှိတယ်1 2တစ်လိုင်းပဲရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုရင်3 4အဲ့တော့ဒီကောင်အမှန်ချစ်ပေးလိုက်တာနဲ့ကျွန်တော်တို့ကဒီမှာ line တွေကကျွန်တော်တို့ထပ်ပြီးတော့ဝင်လာတာကိုတွေ့ရမယ်။အဲ့တော့ကျွန်တော်က73 14ဒီပဲပေးထားတဲ့အတွက်ကြောင့်မလို့73 14ဒီပဲကျွန်တော်တို့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင် line တွေရပါပြီပေါ့နော် line တွေရပါပြီအဲ့ဒါကိုကျွန်တော်ကဒီကောင်ကိုအခုဥမှာပေါ့ဗျာကျွန်တော်ဒီဟာဆိုရင်ကျွန်တော်control shake ကိုနှိပ်ပါနော်ဒီက keyboard ကနေ shake ကိုနှိပ်ပြီးတော့မှဒီဘက်ကိုထုတ်လိုက်ရင်ဒါဆိုရင် select all ဖြစ်သွားတယ် select all ဆိုရင်ဒီမှာကျွန်တော်တို့က main output ကိုရွေးပေးလိုက်ရင်ဒါဆိုရင်ဒီ drum track အားလုံးက main output ကိုကျွန်တော်တို့ထွက်မယ် main output ကိုထွက်မယ်ပေါ့နော်ဒီမှာဆိုရင် kit သူ့မှာကdrum CB က drum လေးတွေပါတယ်ဟာ CB က drum လေးတွေပါတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒါလေးကိုထည့်ပြီးတော့ကျွန်တော်နားထောင်ကြည့်မယ်အဲ့ဒွန်တလာချင်းရတယ်ဗျာအဲ့တော့ဒီရှေ့မှာကကျွန်တော်ဒီမှာဆိုရင်ဒီက1 2ကကျွန်တော်တို့ကမပေးထားတဲ့ကြောင့်1 2ကိုကျွန်တော်ဖြုတ်လိုက်ရင်1 2မရှိတော့ဘူး1 2မရှိတော့တဲ့တက်ကြောင့်မလို့ဒါဆိုကက်ကထိတ်မို့ဒါဆိုကက်စနေဟီယတ်ဒါတော့တုံပေါ့နော်တုံကကျွန်တော်လက်ရှိမှာတီးထားတယ်မှာပါလို့ဒါ overhead run အဲ့တော့ drum ကိုကျွန်တော်တို့ကတလိုင်းချင်းယူလိုက်တဲ့ပုံစံပေါ့တလိုင်းချင်းကျွန်တော်ယူလိုက်တယ်အဲ့တော့တလိုင်းချင်းချိန်လို့ရပါတော့ဗျာ kit ဆိုလဲ kit ကိုကျွန်တော်တလိုင်းကျွန်တော်လိုချင်တဲ့ kit အတန်ကိုကျွန်တော်ချိန်လို့ရတာပေါ့နော်အဲ့တော့သူ့မှာကနောက်တစ်ခုကဘာလဲဆိုတော့သူ့မှာက drum ကဒီ drum တစ်စုံတည်းမဟုတ်ဘူးဗျာဒီမှာ drum တွေအများကြီးပဲပါသေးတယ်ဒီမှာဆိုရင်ဒီကောင်ဆိုကျွန်တော် line ပြန်ချိန်ပေးရမှာပေါ့နော် line ပြန်ချိန်ပေးရမယ်အခုတော့ကျွန်တော်ချိန်ထားတာတစ် line ဆိုတော့နောက်တဲ့ drum တစ်ခုကျွန်တော်ခေါ်ပြလိုက်မယ်အဲ့တော့ဒါကကျွန်တော်ဒီ drum ပေါ့နော် drum မလို့ဘူးဆိုရင်ဒီ drum နဲ့မတီးချင်ဘူးပေါ့ဆိုတော့တချင်းတစ်ပုတ်ကဗျာဆိုကြပါတချင်းတစ်ပုတ်ကကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ drum ကဒီတန်နဲ့ကျွန်တော်တို့တီးလို့မရဘူးဗျာ drum color တွေကျွန်တော်ချိန်ရတယ်အဲဆိုတော့ kit တွေကိုကျွန်တော်တို့လောင်းဘယ်လောက်ဒီတချင်းနဲ့လိုက်တဲ့ kit ဆိုရင်လောင်းရှိဘယ်လောက်စနေဆိုလဲစနေရဲ့ပြတ်ဘယ်လောက်ပေါ့နော်အထူပါဘယ်လောက်နဲ့စနေကိုယူတီးမယ်ဆိုတဲ့ပုံစံမျိုးတွေ drum color တွေချိန်ပြီးတီးရတယ်ဗျာအဲကြောင့် studio ကြီးမှာ drum ကိုတကယ် studio ကြီးမှာ drum ကိုကျွန်တော်တို့က3 4စုံထားတာရှိတယ်3စုံဆိုစနေဆိုလဲ4 5 6လုံးပေါ့kit ဆိုလဲအဲ့လိုပေါ့အကုန်လုံး simple တွေပါညာအကုန်လုံးကိုကျွန်တော်တို့အများကြီးထားရတယ်ကျွန်တော်တချင်းအပုတ်တွေကိုကျွန်တော်ချင်းပြီးတော့မှ color တွေကျွန်တော်ချင်းပြီးတီးလို့ရအောင်ပေါ့နော်အဲ့ဒါဆိုတော့ဒီမှာကပို့ပြီးတော့ဆင်ပြေဗျာကျွန်တော် studio လုပ်ပြီးဆိုရင်တော့မှဒီမှာ color တစ်မျိုးတွေ့လားသူကအဲ့ဒါကြီးမိုက်နေတာအဲ့ဆိုကျွန်တော်တို့တကယ်လို့ကျွန်တော် studio လုပ်မယ်ဆိုရင်တော့မှဗျာ budget အရတာ drum လေးတစ်စုံဝယ်ပြီးကျွန်တော်တို့ကလောက်ရတာလေလောက်ရတာဆိုတော့ color ကြီးကြတော့ကျွန်တော်တို့ကခါတယ် plugin တွေပြန်သုံးရတာလေcolor တွေပြောင်းဖို့အတွက်ကို plugin တွေကျွန်တော်တို့ပြန်သုံးရတော့မထူးဘူးလေဘာထူးမလဲကျွန်တော်တို့ဒီဟာနဲ့ပဲသုံးတဲ့ပုံစံပဲဒါပေမဲ့လူမှုတော့ရတာပေါ့နော်လူမှုတော့ရပါဒါပေမဲ့ဒီကောင်းပါလဲလူမှုမှရအောင် test တွေကလည်းအဲ့လိုအပြင်းပြော်တွေဒီကောင်းပါလဲလုတ်ပေးထားတယ်ဗျာ software ကလည်းလုံးဝဟိုပြည့်အောင်လုတ်ပေးထားတယ်ပေါ့နော်ဒါပေမဲ့လူရဲ့ဟာနဲ့တော့လူနဲ့တော့နည်းနည်းတော့မဟုတ်ဘူးဗျာနည်းနည်းကွာတာပေါ့ဗျာရှင်းပြောရင်တော့လူမှုနဲ့တော့ကွာတာပေါ့နော်သူကကိုဖန်တီးယူထားတဲ့အရာလေအဲ့ဒါဆိုတော့ကနောက်ဆုံးကိုက drum အတွက်ခက်ခဲဖြစ်တယ်ဆိုရင် software လေးကိုသုံးပြီးကျွန်တော်တို့တီးလို့ရတယ်ပေါ့နော်တကယ် studio တွေမှာဆိုရင်လည်းကျွန်တော်တို့တချို့ဆိုလဲ drum နဲ့တီးပြီးတော့မှ color တွေကြတော့အဖက်နဲ့တခါပြန်ပြီးတော့မှဒီစနေနဲ့မကြိုက်ဘူးဆိုရင်စနေ color တွေရှိတယ်အဲ့စနေ color တွေနဲ့ပြန်သုံးရတာမျိုးရှိရဗျာအဲ့ဆိုတော့တကယ် perfect ဖြစ်တဲ့ studio ကြီးကြတော့တကယ် change ပြီးတော့တီးတာပေါ့ဗျာနော်အဲ့ဆိုတော့ဒီမှာရအများကြီးပဲဒီမှာဆိုလဲဒီကောင်ဆိုရင်
just ပုံစံမျိုးတွေတီးတဲ့drum ပေါ့နော်အဲဆို drum 3စုံလေးသူကထည့်ပေးတာဗျာ drum 3စုံထည့်ပေးတာတယ်အဲဆိုဒါကကျွန်တော်တို့ line ချိန်လိုက်တဲ့ drum ပေါ့ဆိုတော့အားလုံးအဆင်ပြေနိုင်ကြပါစေလို့ဒီဟာလေးနဲ့အသုံးပြုပြီးတော့ပေါ့နော် music တွေကိုကိုလိုချင်တဲ့ music တွေကိုဖန်တီးနိုင်ကြပါစေလို့အားလုံးကျေးဇူးတင်ပါတယ်ဗျာ